ဖို့တော့တိုင်းမှာမဘာမဖြစ်အသုံးပြုရတာတော့တိုင်းမင်းခွင်ကျိုးထိချက်ဒီကောင်ကတော့အမြဲတည်းချင်းပုတ်တိုင်းမှာကျွန်တော်အရေးကြီးဆုံးလို့ထင်ပါတယ်အဲ့ဒါတွေထိချက်နဲ့ပတ်သက်လို့ကျွန်တော်သုံးတဲ့ထိချက်တွေကျွန်တော်ယူတဲ့အယူဆခန္ဓာကိုယ်အယူဆပေါ့ခန္ဓာကိုယ်အယူဆဆိုတော့ခွင်ကျိုးကိုပြောတာခန္ဓာကိုယ်အယူဆတွေပြီးတော့တိုင်မင်းတွေပေါ့အဲ့လိုဘာလို့ဆိုတော့တချို့တင် जा မှုတွေမှာကသမယိုးကြတင် जा မှုတွေနဲ့မတူကျွန်တော်ကမတူတဲ့ခါကျတော့ကျွန်တော်တင်လို့မရဘူးဗျကျွန်တော်သိထားသလိုကျွန်တော်တတ်ထားသလိုပုံစံမျိုးတွေကလက်ရှိတင် जा နေတဲ့ဆရာတွေအားလုံးကနဲ့မတူတဲ့အခါကျတော့ကျွန်တော်မှားနေတာပေါ့လို့ပြောတာအားကြောင့်ဒီချင်းမို့ကိုတင်တယ်လို့သဘောမထားပါနဲ့ကြံပေးတယ်လို့ပဲသဘောထားပေးပါဒီမှာ YouTube ကနေပြီးတော့တင်လို့ရှိရင်ချင်းမို့ကိုတင်ပေးနေတယ်လို့အမြင်မဲနဲ့ချင်းပုတ်ချင်းစီရဲ့ယူဆတွေကျွန်တော်နားလဲသလောက်ပြန်ပြီးဝင်မျှလဲလောက်သဘောထားပေးပါလို့ပြောချင်ပါတယ်